3.7 မှာနေရ20ဘို့အထိပြောင်းပေးနိုင်တဲ့ inverter တစ်လုံးကိုတီထွင်ဖို့စိန်ခေါ်ပါတယ်ဟာစတာပါဗျာ Hello guys အားလုံးပဲမင်္ဂလာပါ Akash Experiment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီ 3.7 battery ကနေနေရ20ဘို့ပြောရရင်ဒီမီကတော့ကျွန်တော်နည်းနည်းလေးဒီကောင်ကဒီအရင်နဲ့လာတော့ကျွန်တော်စီမှာအရင် holder မရှိတော့ကျွန်တော်ဒီမှာနည်းနည်းလေးခက်ဆိုပြီးတော့ကြံဖန်လိုက်တာပေါ့နော်ဒါလည်းပါလဲဒီမီကိုလင်းအောင်လုပ်တဲ့နည်းဆိုတော့ 3.7 into 120 volt inverter နော်ဆိုတော့အရင်ဆုံးလိုတာကတော့12 transformer လိုပါတယ်မရှိရင်ဖုံးအားသွင်းကြိုးရဲ့တေးသေးလေး transformer လဲသုံးလို့ရတယ်လို့ထင်တယ်ကျွန်တော်တော့တစ်ခါမှမစမ်းဘူးเนาะဒါပေမဲ့ကျွန်တော် YouTube မှာနည်းနည်း search လုပ်ကြည့်ကြရ research လုပ်ကြည့်ကြရတော့တွေ့တယ်เนาะနည်းနည်းလေးအဲ့လိုမျိုးတေးသေးလေး transformer နဲ့လောက်တာတွေ့ဘူးတယ်မရှိရင်တော့စမ်းကြည့်ပေါ့ဒါပေမဲ့ကျွန်တော်ကတော့နည်းနည်းလေးအားလေးနည်းနည်းပြင်းအောင်လို့ဒီ transformer လေးကိုသုံးလိုက်မယ်ဒီကောင်ကျတော့ကျွန်တော် sign board ကနေထုတ်ထားတာပါဟိုလိုမျိုးကြိုးနဲ့လာတဲ့မီးနဲ့ကြွားရတဲ့ sign board လေးအဲ့လိုမျိုး sign board နဲ့ထုတ်ထားတာပြီးရင် 3.7 volt battery ပြီးရင်ကြတော့ transistor ကြတော့ TIP41C transistor ဒီကောင်ကြတော့ကျွန်တော် local market ကနေပဲဝယ်ခဲ့တာ local market မှာမရရင် online shop မှာလည်းဝယ်လို့ရတယ်ဒီကောင်ကြတော့ကျွန်တော် outside day တို့ဘာတို့ပြင်တဲ့ဆိုင်ကနေဝယ်လာတာနောက်တစ်ခုကကြတော့ဒီကောင်ရပြီဆိုတော့နောက်တစ်ခုကကြတော့90 ohm resistor ဘာနော်ဆိုတော့စကြရအောင်ဟုတ်တော့ဒီလိုမျိုးကျွန်တော်ဒါကတော့ယာယီလေးပေါ့နော်ယာယီလောက်ထားတယ်ဒီမီးပလပေါက်ထိုးဖို့အတွက်နေရာလေးလုပ်ပြလိုက်ပါတယ်ဒီကောင်ကိုလည်း site မှာထားပြီးတော့အဲဆုံး transformer မှာလာခဲ့မယ်ဆိုတော့ transformer ကြတော့ဒီကျိုးနှစ်ခုရှိတယ်ဒီဘက်မှာကျိုးသုံးခုရှိတယ်ဒီကျိုးနှစ်ခုရှိတဲ့ဘက်က120 output ဒီဘက်က output ထွက်မှာဒီဘက်ကကြတော့ 3.7 volt input ထည့်ရမှာအဲ့ဆိုဒီမှာကျွန်တော်ဒီ socket မလို့တော့ဒီကောင်ကိုဖြတ်လိုက်မယ်နော်ဒီကောင်လည်းထုတ်လိုက်မယ်ဆိုတော့ဒီမှာကျိုး3ကျိုးရှိရယ်12 volt 0 volt အဲ့လိုမျိုးဆိုတော့ကျိုး3ကျိုးရှိတယ်ဆိုတော့ကျိုး3ကျိုးရှိတယ်တကျိုးကကြတော့ transistor ရဲ့အလယ်ငုံမှာတော့မယ်ကောင်အလယ်ငုံမှာခဲစော်လိုက်မယ်နော်လယ်ငုံမှာခဲမစော်ခဲကောင်ကိုဒီဘက်နည်းနည်းခေါက်လိုက်မယ်ဒီကောင်လည်းဒီဘက်ခေါက်လိုက်မယ်ဆိုတော့လယ်ငုံကိုခဲစော်ရမှာအဲဆုံးတော့ဒီခဲစီလေးလိမ့်ပြီးလိုက်မယ်ပြီးတော့ဒီကောင်လည်းခဲစီလိမ့်ပြီးလိုက်ဒီကောင်ကျိုးရှိမယ်ထင်တယ်နော်ဆိုကျိုးနောက်ထပ်ညှက်လိုက်မယ်ဒါဆိုရိုက်လေကွက်တီးပဲဒီမှာရှယ်ခဲစီတော့ကျွန်တော်ခဲစီလည်းမရှိတော့မွေးနေရသွားပြီပြီးရင်ဒီကောင်ရဲ့ဒီအလဲကျိုးကကြတော့ battery ရဲ့ plus ကျိုးပြီးရင်ဒီကောင်ရဲ့ကျိုးကိုအရင်ဆုံးresistor နဲ့ခဲပြလိုက်မယ်ဒီမှာဒါ resistor နဲ့20 ohm resistor ဒီကောင်ကရှိနေချက်လေပြီးရင်ဒီကောင်ဒါလိုက်ဒီဘက်နဲ့တော့ရောက်ခဲ့တယ်go ချက်လိုက်ပြီးရင်ဒီမှာဒီတောင်ကုန်းကျန်တယ်ဒီတောင်ကုန်းကိုကြတော့ဒီတောင်ကုန်းကကြတော့ minus မဟုတ်နော်ဒါ plus မဟုတ်ဒါ minus မဟုတ်အဲ့တော့ plus minus ဆိုတော့တက်ခိုင်းလာကြတယ်
ရပါပြီလက်ခဲယူလာဖို့ပဲကျွန်တော်လေအရင်ဆုံးတစ်ခဲမိလာခင်ဒီကောင်ကိုဒီနားထဲမှာသူ့ဟာနဲ့သူဆင်လိုက်မယ်ဆိုတော့ကောင်ကိုဒီနားလေးမှာ cut and design လေးပေးပြီးတော့ထားလိုက်မယ်ဒီဂျိုးအဲဒီပါ net လေးနဲ့ဆွဲလိုက်ပြီနော်နှုတ်ကလုံး net လေးနဲ့ဆွဲလိုက်ပြီဒါရဲ့ palette ထည့်ဖို့ပဲကျွန်တော်လေတော့လည်းပြီးသွားပါပြီတက်ခဲပဲကျွန်တော်လည်းအဲ့တက်ခဲလေးလောက်ခဲ့မယ်ချာချင်ကောင်ချာချင်စက်ကပြပါပြီဒါဘာလို့လဲဆိုတော့အကုန်သွားရင်ဒီကောင်ကိုချာချင်လို့ရအောင်လို့နော်ဆိုတော့ plus ဒီဘက်ဆိုတော့ plus ပဲထည့်လိုက်မယ်နဲ့ delete ထားပြီးတော့လုပ်ပါနော်ဒါ short ဖြစ်တယ်နော်ကဲ cancel လုပ်လည်းပြီးသွားပြီဒီကောင်ကိုဒီမှာပဲထားလိုက်မယ်ပေါ်လေးနဲ့တော့ကော်လေးနဲ့ကောင်းတယ်ကလည်းနော်နောက်ဒီမှာကလိုက်မယ်အောက်မှာမထိစေအောင်နော်အောက်မှာထိရင်ပြဿနာဖြစ်တော့မှာဆိုဒီကောင်လည်းထုံကြီးလည်းကောင်းမယ်ဒီဘက်တင်းနေကလိုက်မယ်ဒီနားလေးမှာဒီလိုလေးကပ်ပြီးတော့ဒီ charging ဒီကောင်က type C charging နော်ဒီကောင်ကျွန်တော် local market ကနေပဲဝယ်လာခဲ့လိုက်တယ်ပါ online ကနေလည်းရတယ်နော်ရသွားပြီးသွားဒီလောက်ပဲမိုက်တယ်မလားပုံစံတွေကတော့ကြိုက်မယ်လို့ထင်တယ်တန်တန်အားသွင်းလို့လည်းရတယ်ဆိုတော့စမ်းကြည့်ကြည့်မယ်ဒါမီဒီစမ်းကြည့်ရအောင်ဒီမှာမီဒီကိုဒီမှာထားလိုက်တယ်ဒီကောင်ကျွန်တော်ထိုးလိုက်ပါတယ်လုပ်ကြည့်တယ်အဲ့ဒါကြောင့်လှုပ်တယ်ဘာလို့မရလဲလို့နည်းနည်းလေးကြည့်လိုက်တော့ဒီမှာကျွန်တော်တခုမှားသွားတယ်အဲ့အတွက်လဲ sorry ပါဘာလဲဆိုတော့ဒီ Resta က pin number 3 မဟုတ် pin number 1မှာပြောင်းရမှာ pin number ဒီဟိုဘက်ဒီဘက်ပြောင်းပြန်ဖြစ်သွားပါတော့ဒီကောင်ကိုခဲဆော့ပြီးတော့ဟိုဘက်ဒီဘက်ပြောင်းပြီးတော့ဆန်းပြန်မယ်အဲ့တော့ရသွားပြီနော်ဒီကောင်ကိုလို့ပြီးသွားပြီအခုနကျွန်တော်မားတဲ့ဒီ Resta ရဲ့ဒီ battery ရဲ့ minus 2ကိုဟိုဘက်ဒီဘက်ရွှေ့လိုက်ပြီအဲ့ဒါတော့ပြဿနာမဖြစ်တော့ဘူးအခုဒီမှာကျွန်တော်ဒီ clock ကိုဖွင့်လိုက်ပြီပြီးတော့ဒီကောင်ကိုဒီလိုလေးလွတ်ထားလိုက်တာပြီးရင်ကျွန်တော်လိုခလုတ်ထည့်လိုက်မယ်ဒီမှာကျွန်တော်အခုဒီကောင်ကိုအားသွင်းနေနော်တက်ခက်ကျွန်တော်နည်းနည်းလေးစမ်းသပ်တာလုံသွားလို့တက်ခက်အခုသွားလို့အဲ့တော့စမ်းပြမယ်နော်ဆိုတော့ဒီ minus 2ကိုဒီ resistor transistor ရဲ့ဒီငုတ်လေးမှာထိလိုက်ရင်တွေ့လားမီးလေးနဲ့နော်တွေ့လား 3.7 volt into 90 volt converter လေးရတယ်နော်အခုကျွန်တော်ဒီတက်ခက်အားမရှိတာတော့လက်တွေ့ပြလိုက်ပါမယ်အားကိုမရှိတော့အဲ့တော့ဒီကောင်ကို charging လုပ်ပြီးတော့ AC သုံးလို့ရသွားပြီနော်အဲ့တော့ဒီနေ့အတွက်ဒါပဲဒီဗီဒီယိုကြိုက်ရင် like လုပ်သွားပါ channel မှာ new ဆိုရင် subscribe လုပ်သွားပါနောက်ဗီဒီယိုမှာတွေ့ရအောင်ဒီလိုမျိုး circuit ပြမရှိရင်ဒီလိုမျိုး 3.7 volt အသွင်းတဲ့ circuit ပြမရှိရင်ကျွန်တော်ရဲ့ 3.7 volt battery အသွင်းတဲ့ဗီဒီယိုလေးကို circuit ပြလုပ်ထားတဲ့ဗီဒီယိုလေးကိုတွက်ကြည့်လို့ရတယ်နော်ကျွန်တော်ဒီ end screen မှာလည်းပြထားပေးလိုက်ပါမယ်